Facebook ရဲ့လဲပတ်နေတဲ့စောက်ကျင်တွေကိုပြောပြမယ်ကွာဟိုဒီထဲမှာတကယ်သားပါသူ့သမီးလေးနဲ့သူ့ပင်နဲ့စောင့်နေဟာဟိုအဲ့လိုမျိုးမကြည့်နဲ့အစိမ်းလိုက်ဟိုအဖြစ်တယ်ပါဖြစ်တယ်ဆိုပြီးတော့ခေါင်းစဉ်နဲ့ဟိုလူမဆန်ရေးလိုက်တဲ့ဟာအဲ့လူမျိုးရဲ့ခုံတိတ်ကစုပ်ပြတ်တက်ပြီးမြောင်းနေကြသွားပြီကွာအဲ့တော့ Facebook ကစကပတ်ကဒါဟိုတိနဲ့ဒီကောင်လဲပတ်ခွင့်ပေးတာတယ်ပေါ့နော်ဥပမာဆိုရင်ဒီ page ကိုကြည့်လိုက် page မှာအဲ့လိုမျိုးပေါ့ကွာပေါက်ကြရည်အများကြီးရေးတာကျူရှင်မှာအုပ်စုလိုက်ပြီးပြုံးကြတယ်လို့ကွာနော်ခဲမလေးကိုပြုံးတယ်အဲ့ဒီဟာတွေအကုန်လုံးကမင်းမ report ထုတ်ချင်တခုမှထုတ်လို့မရအောင်အဲ့တော့ဒါကတကယ်မသိလို့မဟုတ်တိနဲ့ဒါစောက်ကျင်ရောက်ထားတာပေါ့နော်အဲ့တော့ Facebook ကဒီစကပတ်ကဗမာလူငယ်တွေကို brain ကို fuck up လုပ်ပြီးတော့ရလာတဲ့အကျိုးမြတ်တွေကိုရနေတဲ့အချိန်မှာဗမာလူငယ်တွေကရှင်ကျင်းမှုစစ်ပွဲမှာရှင်ကျင်းမှုဆိုမှာအုံနောက်တွေ fuck up လုပ်ခံပြီးတော့ brain wash တွေလုပ်ခံတော့နော် Facebook ကုန်ဒီတော့မှလုပ်နေတယ်မျိုးစကပတ်ကျွေးအယိုးရင်းတွေစားတော့လေမြန်မာ team ဆိုတဲ့ကောင်တွေကလည်း weekly paycheck လေးသူတို့ရဲ့ paycheck လေးပတ်စင်ရနေပြီးတော့ဗမာပြည်ဖြစ်နေတာပြေတကောင်ခွင့်ပြုတာအဲ့တော့ဗမာတွေရဲ့ယဉ်ကျေးမှုစစ်ပွဲစင်နွှဲခံနေရတယ်ပြောတယ်15နှစ်လောက်ရှိပြီနော်2017စနစ်လောက်နေရ Facebook ကခွေးတို့ဘောက်ကနေစဝင်လာတာဒီကောင်ဘန်းပြဗမာကိုပိုင် application ဟိုမှာဂျပန်မှာဆို line ကွာတရုတ်မှာဆို Weibo တို့ WeChat တို့အဲ့လိုရှိအောင်အဲ့တော့အခုဒီကောင်တွေကအခုဘယ်လိုခေါ်မလဲ cultural war ပေါ့နော်ဗမာလူငယ်တွေမှာလူကြီးလူမအဆုံးမလည်းမရှိတော့ဘူးကွာရင်ကျေးလိမ့်မှာတော့ဘာမှမရှိတော့အနန္တောအနန္တငါးပါးတွေဘာမှမရှိတော့ဘူးねဒီ TikTok တို့ Facebook တို့ကနေ trend တွေပေါ့နော်သူတို့ရဲ့ကိုယ်ရဲ့အရှင်သခင်တွေဖြစ်သွားတာအဲ့တော့ဗမာလူငယ်တွေကဒီ brain တွေ fuck up လုပ်ခံရတယ်အဲကြောင့်အရန်ဖွင့်ပေးတာမကောင်းဘူးဦးသိန်းစိန်တို့ခေတ်ကနေပေါ့နော်ဟိုရင်တော့ဖုန်းတစ်လုံး340 350ကနေနောက်သိန်းစိတ်ကနေ320 18သိန်း18သိန်း15သိန်း15သိန်းနဲ့5သိန်းကနေထောင်းဟို5သိန်း2သိန်းခွဲလောက်ဖြစ်သေးပြီး1500 okay 1500ဖွင့်လိုက်ရတယ်အဲဆိုဖုန်းစာပါတယ်ဖုန်းပြောလို့ရမယ်စာပို့လို့ရမယ် that's it ဒါပဲလို့လည်း2G ဖုန်းပြောလို့ရမယ်စာပို့လို့ရလောက်ပဲလုပ်တယ်အကုန်ဖွင့်ပေးရခါကြတော့ဒီကောင်တွေကဗမာဆိုးတော့လည်းအကုန်မပေးဘယ်နဲ့အကျိုးမြတ်တွေရရင်ဗမာလူငယ်ရဲ့အုံနောက်တွေ fuck up လုပ်ခံရတာကွာပြောမယ်ဆိုရင်ဒီ Facebook ကဗမာတွေကိုလိုးနေတာနှစ်ပေါင်း15နှစ်လောက်ရှိဗမာဒီဘာမီရဲ့အုံနောက်တွေကိုလိုးနေတာအကောင့်တွေကိုဖြစ်စင်တိုင်းဖြစ်ပေးဒီကောင်တွေစမ်းရှိတဲ့အတိုင်းလုပ်နေအဲ့တော့ဗမာတွေကိုလက်ထဲမှာကိုမရှိတော့ဗမာမီဒီယာဗမာလူငယ်အများစုကိုလမ်းကြုံတဲ့မီဒီယာဗမာအစိုးရ access မှာမရှိတော့ဒေါ်စုဆိုခင်မှလည်းမရှိတော့ဦးသိန်းစိန်ဆိုခင်မှလည်းမရှိတော့ဘူးစစ်တပ်ခင်မှလည်းမရှိတော့ဘဲနဲ့ဒီဇကာဘတ်တို့ရဲ့လူတစုပေါ့နော်ရဲ့လက်ထဲမှာပဲရှိရတယ်ဗမာလူငယ်တွေရဲ့ဒီ brain တွေအုံနောက်တွေကို fuck up လုပ်ပြီးဘလို့ဒီဗမာလူငယ်တွေဘလို့ trend တွေပို့လိုက်မယ်ဘလို့မျိုး reshape ပြန်လုပ်မယ်ဆိုတာဒါဒီကောင်တွေရဲ့တင်ညွှန်းနှန်းတဲ့လူငယ်တွေက follow လုပ်သွားတယ်ဗမာတွေကသွားပြီးအကုန် fuck up ဖြစ်သွားပြီပေါ့အုံနောက်တွေအဲကြောင့်ယဉ်ကျေးမှုတွေဘာသာတရားပျက်စီးကုန်တော့မယ်အဲကြောင့်ဒီ Facebook တွေဟာအကုန်ဘန်းပြန်နေမလားဆိုတော့နွားတက်လာတော့အဲ့လိုမျိုးထိထိရောက်အကျိုးရှိရည်လုံးမလားဆိုဘာတစ်ခုမှစောက်ယူကဘာမှမလုပ်တော့တော်စုကေတော့လည်းအဲ့ဒါဘာမှမလုပ်သူက democracy freedom of speech နဲ့ Facebook နဲ့ဘာမှမဆိုင်ဘူး Facebook မှာ freedom of speech မရှိဘူးတခုသွားလုပ်လိုက်မျိုးဘန်းမှာမရဘူးမင်းအဲကြောင့်သူများနိုင်ငံတွေကိုတွားပြီးတော့ဟိုမလို့ကိုယ်နိုင်ငံကိုကောင်းလို့ဆိုဘူးဗမာလူငယ်ကြီးကတော့အုံနောက်တွေ fuck up ဖြစ်နေပြီကွာဒီ Facebook ကတင် जा ပို့ချပြီးရသူတို့ရဲ့ဘယ်လိုခေါ်မလဲနန္ဒငါးပါးဆိုရဲဘောပဲဆရာသားယူသေးစားမလို့မိဘဆိုလဲလက်ခါထားမှု trend တွေကို LGBT အချက်တော့ချင်းတိုင်းဆိုစီလီကွန်ထက်ကလပ်တဲ့ကဲတလူမျိုးကောင်းတယ်ဒါမျိုးတွေခွင့်ပြုတာဒီလို norm တွေတော့ပါလားဥမာပါကျိုးဆရာတော်ကြီးဆိုလက်တီတကူဆရာဆိုလက်ဆန္ဒအဓိကတော့ဆိုလက်ဟာထေရဝါဒပါတယ်ဟိုရင်ချင်းလေးမှာတင်တန်းဆိုလက်ဒါကြီးဘာမှမထည့်နဲ့ဆိုရဆိုကဲမယ်ရွဲမယ်ပြဲမယ်ဒါကြီးလို့ဒါကြီးဒီ norm တွေဒီဟာတွေနေ့စဉ်နေ့များထိတွေ့လာတာ sorry ဘဲလူငယ်တွေရဲ့စောင်းတော့တွေကခွေးဖြစ်ကုန်မယ်တော့မဟုတ်လားအဲကြောင့်
တကားပြောတာကိုနားလဲလူကြီးနားလဲလိမ့်မယ်ဒါအင်မတန်ရေးကြီးရဲ့ cultural စစ်ပွဲအစင်နွှဲခံနေရဗမာလူထုကိုလွှမ်းခြုံထားတဲ့မီဒီယာဗမာလူထုဗမာအစိုးရပြည်သူလူထုတင်မြောက်ထားတဲ့အစိုးရဖြစ်ပါဗမာအစိုးရရဲ့လက်ထဲမှာပဲရှိရမယ်တော့မဟုတ်လားဒီကောင်တစ်ကမ္ဘာလုံးကိုလုံနေထိုင်းနေရတည်ရဂျပန်နေရတည်ရတရုတ်တွေတည်ရတရုတ်တွေအဝင်မခံဘူးသူတို့နိုင်ငံတွေကိုတော့မဟုတ်လားထိုင်းမှာဆိုတော့သူတို့ပြင်သွားရေးလို့မရဘူးအမိုင်းမှာဖြစ်စင်တိုင်းဖြစ်နေတာအဲကြောင့်ဗမာပြည်ရဲ့ဒီအင်တာနက်ပေါ့နော်အင်တာနက်မှာကမရာကွာမီဇီမာဘရီပရာမြောက်ကိုရီးယားလိုဂုံပိတ်ချကြမလို့စောင်းရမ်းနဲ့ဖွင့်စရာမလို့အလေလက်ပေါ့ကိုစာပါနဲ့ကိုရဲ့ဗမာယဉ်ကျေးမှုနဲ့ကိုက်ညီတော့အင်တာနက်ဗမာယဉ်ကျေးမှုနဲ့ကိုက်ညီတော့ဘောပါလားမီဒီယာကိုထိန်းချုပ်ထားတော့လေပတ်ဘယ်လိုခေါ်မလဲသူ့ရဲ့ဗမာယဉ်ကျေးမှုနဲ့ကိုက်ညီရဲ့အောက်မှာလေပတ်ခွင့်ပေးရဒီလိုဖြစ်ရမှာဟိုဖြစ်စင်တိုင်းဖြစ်ပြီးဗမာယဉ်ကျေးမှုဗမာရဲ့မီဒီယာဗမာအစိုးရရှိမှမရှိတော့တော့ဘောလားဇကဘတ်ထိန်းချုပ်တာဇကဘတ်လက်အောက်ဖြစ်သွားတယ်အဲ့မလို့မဖြစ်တဲ့အဲ့ဒါကိုပြောတာအဲ့ဆောင်းရရေးကြည့်တယ်ငါပြောတာနားလဲလိမ့်မယ်ဖြစ်စင်တိုင်းဖြစ်နေ Facebook လင်ကူမရကူစနိုက်ကျော်ဟာလာစောက်တင်းစောက်ပြင်းအရိုက်နဲ့တီးဆောက်ပြီးချီးပုံချင်းအောင်လို့ပြီးအချိန်မရဖမ်းမရမှာ MC တို့မြမဆက်ပြီးချီးပုံချင်းအောင်စောက်တင်းစောက်ပြင်းနေတို့ဘောကြောင်နေဖြူဖြူထွေးတွေစောက်ပေါ်တွေအဲ့လိုပန်ဆယ်လိုတွေအဲ့လိုဟိုင်းနဲ့ကိုလေပတ်ပြီးစောက်တကူမှပန်ဆယ်လိုအဲ့လိုကနေလေပတ်ပြီးအဲ့ဒီမှာပမာရီတစ်လေစောက်ချင်နေကိုအဲ့မှာအကျော်ညာကြီးစပွန်ဆာပို့စီရနေစောက်ပတ်စံတွေဒေါ်လာကြီးဟိုကောင်တဲ့ယူနေစင်းရဲတဲ့ဗမာနိုင်ငံလိုနိုင်ငံတည်တည်လေးနှိုက်ယူတာနော်စကပတ်ဆိုတဲ့နွားနော်စောက်ချင်းရုပ်လဲအဲ့ဒါကိုပြောချင်တာ